လူငယ်တယောက်ဟာသူ့ရဲ့ရည်စားနဲ့လက်ထပ်နိုင်ဖို့အတွက်ရေတန့်ဘူးတွေအပြည့်တင်ထားတဲ့လက်တွန်းလဲတစ်စီးကိုဆွဲလာခဲ့ပါတယ်။ရေတန့်ဘူးတွေကိုမြင်လိုက်ရတဲ့အခါမိန်းကလေးရဲ့အဖေရောက်ခါမှလောင်းဟာအံ့အားသင့်ပြီးစွန့်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီရေတန့်ဘူးတွေဟာအလွန်ကိုတန်ဖိုးကြီးလွန်းလာတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်သူကဘာတောင်းဆိုချက်မှမရှိဘဲသူတို့ရဲ့အိမ်တော်ရေးကိုချက်ချင်းသဘောတူလိုက်ပါတယ်။အဲ့ဒီနောက်အဲ့ဒီလူငယ်ဟာသူ့ဇနီးအတွက်အိမ်တစ်လုံးဝယ်ဖို့ရေတန့်ဘူးအချို့နဲ့တဲကန်နာရလို့ခြောက်သွေ့နေတဲ့မြေကွက်အကျယ်ကြီးတစ်ခုကိုလဲလှယ်ခဲ့ပါတယ်။မြေပိုင်ရှင်ဟာလည်းရေတန့်ဘူးအမြောက်များကိုမြင်ပြီးပါဇက်အဟောင်းသားနဲ့မြင့်တက်သွားခဲ့ရပါတယ်။တကယ်တော့ကမ္ဘာတဝန်းလုံးမှာနျူကလ িয়ার စွန့်ပစ်ရေးညဉ့်ညမ်းမှုတွေပြန့်နှံ့သွားခဲ့တာကြောင့်လူသားအလုံးတောက်သုံးရေအကျက်တဲနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။တညတွင်းချင်းမှာတင်ပူသွင်းရေတန့်တွေဟာရွှေထက်တောင်တန်ဖိုးကြီးတဲ့ငွေကြေးအသေးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီလူငယ်မှာတော့ရေတန့်ဘူးတွေကိုအကန့်အသတ်မရှိအလိုလျောက်ပွားပေးနိုင်တဲ့လျှို့ဝှက်စမ်းကြဲတဲ့ကိုယ်တော်တစ်ခုရှိနေပါတယ်။သူဟာဆေးရုံတစ်ခုမှာသတိလစ်ပြီးပြန်လို့လာတဲ့အချိန်ထိကဘာကြီးရဲ့အခြေအနေကိုမသိသေးပါဘူး။သူကသူ့မိရဲ့အကြီးလက်စကကိုဆေးဖို့ရေတန့်ဘူးကိုတုံးလိုက်တဲ့အခါဆရာဝန်ကပြတလဲတားဆီးခဲ့ပါတယ်။ဆရာဝန်ကဒီရေတဘူးထဲနဲ့တင်ဆေးရုံမှာတစ်နှစ်ပတ်လုံးကုသဆေးနဲ့လုံလောက်တယ်လို့ပြောပါတယ်။အဲ့ဒီရေတန့်တဘူးရဲ့တန်ဖိုးဟာဒေါ်လာ10 တန်းတောင်တန်ကြေးရှိနေတာကိုလူငယ်လေးသိသွားခဲ့ပါတယ်။ကိုတောင်ထဲမှာရေတွေအလိုလျောက်ပွားနေတာကိုတေချာမြင်လိုက်ရပြီးနောက်သူဟာရေတန့်အချို့ကိုအိမ်မဲနဲ့ထုတ်ပြီးဇိမ်ခံကားတစ်စီးသွားဝယ်ဖို့ထွက်လာခဲ့ပါတယ်။လမ်းမှာတော့သူဟာစကားပြောရခက်မဲ့လှပတဲ့အမျိုးသမီးတစ်ယောက်နဲ့မထင်မှတ်ပဲဆုံတွေ့ခဲ့ပါတော့တယ်။ဇလန်းတိုလေးကတော့ဒီနားမှာတင်အဆုံးသတ်ထားပြီးနောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာရင်ကုန်စရာခြံထားခဲ့တဲ့ပုံစံမျိုးဖြစ်ပါတယ်။